မိမတွေတကယ်လိုချင်တာပါလေယောက်ျားတွေစီကနေသူတို့ဘာတွေမျှော်လင့်ကြလဲဆိုရင်မေးခွန်းကိုယောက်ျားတိုင်းနီးပါးကိုပြန်မေးဖို့ကြလိမ့်မယ်ဒါမှမဟုတ်ရင်လေကိုယ့်ရဲ့ senior တွေစီမှာသွားမေးမယ်အခုမိန်းကလေးတွေကိုဘယ်လိုနားလည်ရမလဲသူတို့တကယ်လိုချင်တာပါလေပေါ့အပြင်မှာလည်းကျွန်တော်တို့တွေးကြပါတယ် online မှာgenerate ဖြစ်တဲ့ advice တွေပေါ့နော်မိန်းကလေးရဲ့ bad boy တွေဆိုလို့ရှိရင်ပို့ပြီးတော့သဘောကျတယ်တကယ် nice guy တွေအတွက်ဆိုလို့ရှိရင်နေရာမရှိဘူးသူတို့ကချမ်းသာတဲ့သူတွေမှသူတို့က attention ပဲရှာနေကြတာဗလာအကြီးမှကြိုက်တယ်အစရှိသဖြင့်ဒီလိုမျိုးအကြံဉာဏ်တွေဒီလိုမျိုး advice တွေကိုခင်ဗျားတို့ကြားဘူးကြမှာပဲဒါပေမဲ့ကျွန်တော်ပြောချင်တာဒီ advice တွေတော်တော်များများကတဝက်မှန်ပြီးတော့တဝက်မှားနေပတ်စံလိုချင်တယ်လို့ပြောလိုက်ရင်မှန်တယ်ဒါပေမဲ့တော်တော်များများကသူတို့ချစ်တဲ့သူတွေစီကနေရချင်ကြတာမျိုးတချို့ကလည်းပြောကြမယ်မိန်းကလေးတွေတကယ်ကိုနားလေရခက်တယ်သူတို့ငါတို့အရှုံးပေးလိုက်ပြီး give up လုပ်လိုက်ပြီးပေါ့ဆိုပြီးတော့တချို့လည်းလက်မြောက်အရှုံးပေးသွားတယ်မိန်းကလေးတွေကြောင့်နားလေအောင်မစင်းစားချင်တော့ဆိုတော့မိန်းမတွေကပတ်စံရှိမှကြိုက်တာမိန်းမတွေကရုပ်ချောမှကြိုက်တာ bad boy မှကြိုက်တာအစရှိဖြစ်မှာဒီလိုမျိုးအကြံပေးချက်တွေယူဆချက်တွေဘယ်လိုပဲစုညံ့နေပါစေမိန်းကလေးတွေသူတို့ချစ်တဲ့ယောက်ျားတွေစီကတကယ်လိုချင်တဲ့အရာက9ချက်ပဲရှိဒီ9ချက်ကိုနားလည်သွားပြီးတော့ခင်ဗျားမှရှိလာအောင်ဖြည့်တင်းနိုင်ပြီဆိုလို့ရှိရင်မိန်းကလေးနဲ့ပတ်သက်ပြီးတော့နောက်ဘယ်တော့မှခေါင်းကိုက်စရာမလိုတော့ကျွန်တော်ကိုယ်တိုင် early life မှာ relationship နဲ့ပတ်သက်ရင်အောင်မြင်ခဲ့တဲ့အထက်မှာမပါဘူးအဲ့ဒီနောက်ပိုင်းမှာကျွန်တော် relationship တွေကိုလိုက်ပြီးတော့လေ့လာတယ်စာအုပ်တွေဖတ်တယ်များစွာသောအမျိုးသမီးနဲ့စကားပြောဘူးတယ်အပြင်လောကမှာတော့၎င်းကျွန်တော် coaching session မှာတော့၎င်းမိန်းကလေးတွေနဲ့ relationship နဲ့ပတ်သက်ပြီးလို့ရှိရင်စကားတွေအများကြီးပြောဖို့ခဲ့တာရှိတယ်ဆိုတော့ဒီထဲမှာကျွန်တော်လေ့လာခဲ့ရသမျှအားလုံးကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်သူတို့သွားနေတဲ့ pattern တစ်ခုတယ်အဲ့ဒီ pattern ထဲမှာခုနကကျွန်တော်ပြောခဲ့တဲ့9ချက်ပါတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုမှာ main ကလေးတွေယောက်ျားတွေစီကလိုအပ်တဲ့လိုချင်တဲ့အချက်9ချက်ကိုပြောပြတော့မယ်ပထမဆုံးနံပါတ်1ချက် leadership ဘယ် main ကလေးမဆိုကိုယ်ဦးဆောင်နိုင်တဲ့ယောက်ျားကိုပဲသဘောကျကြတယ်ဆိုတော့ကျွန်တော်ကစားတော့ဆိုင်တစ်ခုသွားတယ်ဇပွဲတူကမေးတယ်အခုဘယ်မှာထိုင်မလဲချစ်သဘောလေဒီလိုမျိုးယောက်ျားမျိုးလိုချင်တာမဟုတ်ဘူးအပြင်မှာတွေးဖို့ချိန်ပြီဆိုလို့ရှိရင်လည်းငါတို့ဘယ်မှာတွေးကြမလဲမင်းရွေးလေမင်းသွားမှရုပ်ရှင်ကြည့်မှလားမင်းဟိုကလုံမှလားချစ်သဘောပဲလေဆိုတာမျိုးမိန်းကလေးလိုချင်တာမဟုတ်ဘူးသူတို့လိုချင်တာကချစ်ငါတို့တနင်္လာနေ့ကိုအားတယ်ကိုမင်းကိုဘယ်ကိုလိုက်ပို့မယ်မင်းအဆင်ပြေလားအဲ့ဆိုကိုလာခေါ်မယ်ဘယ်နေ့ဘယ်ချိန်ဘယ်နားမှာစောင့်နေဒါမှမဟုတ်မင်းအင်ကိုလာခေါ်ပေးရမလားဘယ်လိုလုပ်ရမလဲအဲ့လိုမျိုးအဆရဦးဆောင်ပြီးတော့စီစဉ်သွားတတ်တဲ့ယောက်ျားမျိုးကိုသူတို့ကသဘောကျတာအခုခုနကပြောတဲ့စားတောက်ဆိုင်တွေကိုဝင်သွားပြီဆိုလို့ရှိရင်လေအင်ကြီးလေးဒီခုံလေးပြင်ပေးလိုက်ပါမင်းမကအဲ့လိုမျိုးနည်းနည်းတိတ်ဆိတ်တဲ့နေရာမှာကြိုက်တယ်အဲ့လိုမျိုးပြောလိုက်မှပဲသူတို့ရင်ထဲမှာပန်းလေးတွေကပွင့်လာတာရွေးလေးမင်းရွေးလေးမင်းထိုင်လေးဆိုလို့ရှိရင်မိန်းမတွေသဘောမကျတော့ဒါကတော့ဒါအခြေရေးမှာပေါ့နော်ဒါဥပမာအနေနဲ့ပြောတာလက်တွေ့ဘဝမှာလည်းတူတူပဲခမားအနေနဲ့ကချမ်းသာတဲ့ယောက်ျားတစ်ယောက်ဖြစ်နေနိုင်တယ် automatic ပေါ့ဗျာမိဘချမ်းသာလို့ပဲဖြစ်ချမ်းသာတဲ့ယောက်ျားတစ်ယောက်ဖြစ်နေတယ်ဆိုရင်တောင်မှ leadership မရှိတဲ့ယောက်ျားလေးကိုမိန်းမတွေကသိပ်ပြီးရေမခုန်တတ်ဘူး maybe ခမားနာမှာရှိနေမယ်ဆိုတာလဲပတ်စံကြောင်ကြီးတီးတန့်လဲဖြစ်ကောင်းဖြစ်နိုင်တယ်တချို့ဆိုလို့ရှိရင်အဲ့ဒီ sugar daddy တွေဘာညာလိုချင်ကြတာကိုဒါလည်းလူမျိုးစိတ်ထွေတယ်နော်မိန်းမတွေကျွန်တော်ပြောတာမဟုတ်ဘူးအဲ့တော့ခမားဘလောက်ပဲချမ်းသာ leadership မရှိတဲ့ယောက်ျားတွေဆိုလို့ရှိရင်မိန်းမတွေသဘောမကျတော့အဲ့တော့ကျွန်တော်ပြောတဲ့ leadership ဆိုရင်ဘာလဲယောက်ျားတစ်ယောက်ဖြစ်လာပြီဆိုလို့ရှိရင် masculinity ရဲ့တကယ်အနှစ်သာရအရာက purpose တစ်ခုရှိရမယ်ရည်ရွယ်ချက်ရည်မှန်းချက် mission dream purpose ambition ဒီလိုမျိုးဟာယောက်ျားတစ်ယောက်မှာပြည့်ဝနေရမယ်အဲ့ဒီအရာတွေကိုရောက်ဖို့အတွက်လဲနေ့စဉ်နဲ့အများစူးစမ်းအားထုတ်နေတဲ့သူမျိုးဖြစ်ရလိမ့်မယ် maybe ခင်ဗျားခုမချမ်းသာသေးတာတော့၎င်းဖြစ်နိုင်တယ်ဒါပေမဲ့ခင်ဗျားမှာ leadership quality ဆိုခေါ်တခုခုဆိုလို့ရှိရင်ဦးဆောင်သွားတာမျိုးမရှိဘူးဆိုလို့ရှိရင်မိမတွေခင်ဗျားတို့သဘောကျမှာမဟုတ်နံပါတ်1အချက်သူတို့အလိုချင်ဆုံးသည်သူတို့ဦးဆောင်နိုင်တဲ့ယောက်ျားနံပါတ်2အချက်မိန်းကလေးတွေလိုချင်ကြတာကသစ္စာရှိမှု faithfulness ပေါ့ loyalty လို့လည်းပြောလို့ရမှာပေါ့လေ loyalty ရှိတဲ့လူသစ္စာရှိတဲ့လူကအလိုလိုချက်တည်ရှိတယ် loyalty is the greatest glory ဆိုအလိုလိုချက်တည်ရှိအဲ့ဒီယောက်ျားကိုသူတို့ကြည်နေရတာကိုသူတို့ရဲ့စိတ်ထဲမှာအဲ့လိုမျိုးလုံခြုံမှုစိတ်ချမှုဒါတွေကိုအပြည့်အဝခံစားနေရဒီနေရာမှာနည်းနည်းလေးပြောစရာရှိလာတာကသစ္စာရှိတာနဲ့ခံမှန်းရလွယ်တာနဲ့မတူဘူးတချို့ယောက်ျားလေးတွေရှိတယ်ဒါကျွန်တော်ညီငယ်တွေနော်သတိထားဖို့လိုလဲဆိုတော့ကိုကမိန်းကလေးတယောက်ကိုချစ်တယ်ဒီလိုပဲကိုယ့်ရဲ့သစ္စာတရားကိုဒါကိုသူ့ကိုအကုန်လုံးကိုပေးထားတယ်အဲ့လိုပေးထားတာနဲ့အမျှတစ်ချိန်တည်းမှာလေကိုကသူ့နောက်ကိုအရန်တွယ်ကက်လွန်းတယ်သူပဲသွားလဲကိုလိုက်မယ်ကိုပဲသွားလဲသူ့ကိုခေါ်သွားမယ်ကိုဘာပဲလုပ်လို့ report တင်မယ်ဆိုတော့ဒီ main ကလေးရဲ့စိတ်ထဲမှာကိုကိုတကူးတကတွေးဖို့ဆိုတဲ့ space တခုကမရှိတော့နေရာလို့မရှိတော့အချိန်ပြည့်ကိုကခံမှန်းရလွယ်နေတယ်အချိန်ပြည့် available ဖြစ်နေတယ်ရှင်းမကျွန်တော်ပြောခဲ့ leadership
quality တွေဖြစ်တဲ့အလုပ်အတွက်နဲ့ရည်မှန်းချက်အတွက်နဲ့ရည်ရွယ်ချက်အတွက်နဲ့စူးစမ်းနေတာမျိုးမရှိတော့ဘူးသစ္စာတရားတစ်ခုရှိတယ်ငါသူ့ကိုချစ်တယ်ဆိုပြီးအချိန်ပြည့်လိုက်တွေ့ကပ်နေမယ်ဆိုလို့ရှိရင်တော့မကြနိုင်ဘူးသူခမောက်စိတ်ပြတ်သွားလိမ့်မယ်အဲ့တော့သစ္စာရှိတယ်လုံခြုံမှုနှွေးထွေးမှုစိတ်ချရမှုပေးနိုင်တယ်ဆိုပေမဲ့လမ်းမလွဲဖို့လိုတယ်ကျွန်တော်ပြောချင်တာခင်ဗျားသဘောပေါက်မှာပါနံပါတ်3ချက်မိန်းကလေးလိုအပ်တာကလေးစားမှုယောက်ျားတွေလည်းမိန်းမတွေစီကလေးစားမှုလိုချင်ကြတယ်ဟုတ်တယ်မလားခင်ဗျားတို့လည်းကိုယ့်ပါတနာရဲ့လေးစားမှုကိုလိုချင်တာပဲဒီလိုပဲအမျိုးသမီးတွေအနေနဲ့လည်းအပြန်အလှန်ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့ရည်စားကိုယ့်ရဲ့ယောက်ျားစီကနေလေးစားမှုကိုလိုအပ်တယ်တချို့ယောက်ျားတွေကကိုယ့်ရဲ့ပါတနာကိုလေးစားအောင်မှမသိဘူးတခါလေကိုယ့်ရဲ့သွေးချင်တဲ့စိတ်နဲ့လူရှိသူရှိမှအပြစ်ပြောလိုက်တာမျိုးရှိမယ်ဧည့်သည်တွေရောက်လာမှနိုင်ပြတာမျိုးတွေရှိတယ် control လုပ်တယ်ပေါ့နော်ဟိုဟာလှုပ်လိုက်ဒီဟာလှုပ်လိုက်ဆိုပြီးတော့အဲ့လိုမျိုး control လုပ်တယ်ထိန်းချုပ်တဲ့သဘောမျိုးတွေအများကြီးပါတယ်အဲ့တော့ main ကလေးဘက်မှာဧည့်သည်တွေရှိနေလို့အောက်သက်သက်နဲ့ခံလဲရပါမယ်ဧည့်သည်တွေပြန်သွားပြီးနောက်နှစ်ယောက်တည်းနေရင်တော့ပြဿနာတွေတက်ကြအောင်ဒါကြောင့်မလို့ကိုယ့်ရဲ့ partner ကိုယ့်ရဲ့လက်တွဲပေါ်ကိုလေးစားပေးဖို့လိုတယ်လူရှိသူရှိမှာပဲဖြစ်ဖြစ်နှစ်ယောက်တည်းပဲဖြစ်ဖြစ်ပေါ့လေဘယ်အချိန်မှာပဲဖြစ်ဖြစ်လေးလေးဆဆနဲ့ပြောဆိုဆက်ဆံတတ်ဖို့လိုတယ်မဟုတ်လို့ရှိရင်ဆက်ဆံရေးမှာအဖုထစ်တွေဖြစ်တယ်ယောက်ျားတွေကလေးစားမှုလိုချင်တယ်လို့ပဲ main ကလေးတွေလည်းသူတို့လက်တွဲပေါ်စီကနေလေးစားမှုရဖို့လိုအပ်တယ်ဆိုတာကိုကျွန်တော်သိထားပေးဖို့လိုတယ်နံပါတ်4ချက်လိုအပ်တာက communication relationship တစ်ခုကကောင်းကောင်းအလုပ်ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်နှစ်ယောက်ကြားမှာ communication ကောင်းကောင်းရှိဖို့လိုတယ်အခုအတူလက်တွဲနေတာကသစိမ်းနှစ်ယောက်ဖြစ်တယ်တခါလေမှသဘောတူတာရှိမယ်သဘောမတူတာရှိမယ်စိတ်သဘောထားချင်းမတိုက်ဆိုင်တာတွေကြုံလာနိုင်တယ်ဒီလိုခါမျိုးမှာအချင်းချင်းပြေလည်အောင်ဖြည့်ရှင်းနိုင်ဖို့အတွက်က communication ကအရေးကြီးဆုံးပဲဒီနေ့မှာယောက်ျားတွေကမိန်းမတွေတက်ပို့ပြီးတော့စိတ်ရှည်ရလိုက်မယ်ဘာလို့လဲဆိုတော့မိန်းမတဘာဝအရာကအပြောင်းလဲလေးနည်းနည်းမြန်တာရှိတယ်အဲ့အပြောင်းလဲဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ပြောပြမယ်ပေါ့နော်မိန်းကလေးတွေကမညာတတ်ဘူးသူတို့စိတ်ထဲမှာရှိတဲ့အတိုင်းကိုသူတို့ထုတ်ပြောကြတယ်သူတို့ရဲ့ feeling ကိုသူတို့ဖုံးကွယ်မထားတတ်ဘူးဟန်လည်းမဆောင်တတ်ဘူးဥမာလေးတစ်ခုပေးမယ်ပေါ့နော်ဒီအကြောင်းတွေကျွန်တော်အရင်တော့လည်းဗီဒီယိုလုပ်ခဲ့ပါတယ်ဥမာတစ်ခုပေးရမယ်ဆိုလို့ရှိရင်ခမ ्या နဲ့ခမ ्या ရီးစားကမနေ့ကညတုန်းကရုပ်ရှင်သွားကြည့်ဖို့ချိန်ထားတယ်ဒါပေမဲ့မနက်ခင်းရောက်တယ်ဆိုင်တစ်ဆိုင်မှာထိုင်နေနေအေးသွားမယ်လေရုပ်ရှင်သွားမယ်ဆိုတော့သူ့စိတ်ထဲမှာခုစရာလေးတစ်ခုတွေ့ရတယ်သူကငါမသွားချင်တော့ဘူးနေမနဲ့သွားကြည့်အဲ့ကားလေးဘာမှလည်းမဟုတ်ဘူးဆိုပြီးတော့ခမ ्या အဲ့မှာစိတ်တူသွားပြီးတော့နင်တို့မနေ့ကပြောတစ်မျိုးခုတစ်မျိုးငါလက်မှတ်တွေတော့မှားပြီးပါညာအဲ့လိုရန်ဖြစ်စရာမလိုခမ ्या ဒီယောက်ျားဖြစ်တယ်ခမ ्या ဒီ leadership role ယူရမယ်ဦးဆောင်မယ်ကိုလက်မှတ်ဝယ်ယူပြီးလာသွားလိုက်ပါဘာဖြစ်တယ်ဒီလိုမျိုးလေးနည်းနည်းလေးချော့ပြီးလို့ရှိရင်သူခေါ်သွားလိုက် maybe ခင်ဗျားတို့ကားမောင်းသွားရင်လည်းပဲဖြစ်ဖြစ်လမ်းမှာသူစိတ်ပြန်ပြေသွားမယ်ဒါမှမဟုတ်ယုံထဲရောက်တဲ့ချိန်မှာပေါ့ကွန်းလေးဝယ်ပြီးတော့အဲ့ပြောင်းမှုပေါက်လေးစားရင်လည်းသူစိတ်ပြန်ပြေသွားတာမျိုးဖြစ်နိုင်တယ်အဲ့တော့သူတို့ဒီလက်ရှိသူ့စိတ်ထဲမှာခံစားနေရတဲ့အရာကိုဟန်မဆောင်မနဲ့မကြည့်ကျွန်တော်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောလိုက်တာကိုခမ ्या ကလိုက်ပြီးတော့နင်တို့ကဘာဖြစ်တော်ပြီးနေနဲ့ငါလည်းမတွေ့ချင်တော့ငါပြန်တော့မယ်ဆိုပြီးတော့အဲ့လိုမျိုးဖြစ်သွားဖို့မဟုတ်ဘူးယောက်ျားနဲ့မိန်းမမှာဒီမိန်းမတွေလှိုင်းနေနဲ့တူတယ်ယောက်ျားဒီကန်းဆက်ကကြောက်ဆောင်ကြောက်ခဲနေနဲ့တူတယ်ကျွန်တော်တို့ကအဲ့လိုမျိုးပဲရှိနေပေးရမယ်ဒါကတော့ verbal communication ဘိုင်းပေါ့အဲ့တော့ non verbal communication မှာမိန်းမတွေဒီယောက်ျားရဲ့တက်ပို့ပြီးတော့စိတ်ပြောင်းစိတ်အလွယ်မြန်တယ်သူတို့ရဲ့ emotion တွေကိုမထိန်းနိုင်ဘူးအထူးသဖြင့်ဒါ period menstruation တွေမှာဆိုလို့ရှိရင်ပို့ပြီးတော့ဆိုးတယ်တချို့အမျိုးသမီးတွေကတော့ဒီ menstruation နဲ့ပတ်သက်လို့ရှိရင်ဘာမှမခံစားဘူးတချို့ဆိုလို့ရှိရင် bite တွေအောင်းတယ်မှုတွေဆွင်းနေဘာမဟုတ်တာလေးနဲ့လည်းဒေါသထွက်နေဆိုတော့ခင်ဗျားတို့ relationship ပေါ့နော်ပုံမှန်နေ့တွေမှာဆိုလို့ရှိရင်ခင်ဗျားအမျိုးသမီးဟင်းချက်ပေးတယ်စားငံနေတယ်ဆိုရင်ခင်ဗျားပြောလို့ရမိမရဲ့စားငံနေတယ်ဒါလေးပြင်ပြီးငါကူမစားကြင်နေရလဲငံတူးနေရပဲရတယ်အဲ့ဒီနေ့မှာဘာမှမဖြစ်ဘူးဒါပေမဲ့ menstruation ကာလတွေမှာဆိုလို့ရှိရင်မိမရဲ့စားငံနေဟေးဆိုပြောလိုက်တာလေးကောင်းကောင်းမွန်လေးပဲပြောရရှိသေးတယ်နင်တို့အချိန်ပြည့်ကြီးတွေများနေပဲဘာညာကွီးကွာဆိုအဲ့လိုမျိုးထားလုပ်ချင်လုပ်တာဒါတော့အဲ့ဒီကိစ္စတွေကိုလည်းခင်ဗျားသီးခံပေးအောင်အဲ့တော့သူတို့ကမူဆွင်းတယ်ဒီခါလေးဒေါသတွေဘာမဟုတ်တာလေးနဲ့ထွက်နေတယ်ဒီအချိန်မှာကိုကအတိုင်းတာတစ်ခုထိသူနောက်မှာရှိနေပေးရမယ်ဟောဘာဖြစ်လို့လဲကိုကဒီတိုင်းပဲပြောတာဆိုပြီးတော့လက်ကလေးကင်ပေးထားမျိုးထွေးပွေထားတာမျိုးဒါတွေကတော့ non verbal communication ပေါ့ဒီလိုမျိုးလေးရှိရမယ်ကိုကဘာလိုက်ပြီးစိတ်ဆိုးနေလို့မရအဲ့လိုမျိုးနားလည်မှုအပြည့်ပေးပြီးတော့ communication ကောင်းကောင်းလုပ်နိုင်တဲ့အရေးချင်းဒီအရေးချင်းကိုလည်းခမားစီကနေခမားမျိုးသမီးရဲ့လိုအပ်တယ်နံပါတ်5ချက်မိန်းမတွေလိုချင်တာကပတ်စံအဲ့တော့တချို့ယောက်ျားတွေမှားနေကြတဲ့အကြောင်းလေးကိုအရင်ဆုံးပြောမိန်းမတွေပတ်စံမှတ်တယ်မိန်းမတွေပတ်စံမှတ်တယ်မိန်းမတွေကမကောင်းဘူးဒီလိုမျိုးစကားတွေသူတို့ပြောကြတယ်ပတ်စံရတော့ဗျာမိန်းမတွေမှမဟုတ်ဘူးယောက်ျားတွေလည်းမှတ်တာပါပဲခမားကိုလည်းပတ်စံလိုချင်တာပဲကျွန်တော်လည်းပတ်စံလိုချင်တာပဲလူလောကထဲမှာကျွန်တော်အသက်ရှင်နေထိုင်နေဆိုတဲ့အချိန်မှာပတ်စံမရှိလို့ရှိရင်နေရထိုင်ရတအားခက်တယ်ဒီနေ့မှာ main ကလေးတွေကနှစ်ပိုင်းကွဲသွားတာနော်တချို့ main ကလေးကြောင့် quick money လို့ခေါ်တဲ့ပတ်စံကိုအမြန်လိုချင်တာသူတို့ကတော့သူတို့တစ်ပိုင်းsugar daddy တွေဘာညာဒီလို issue တွေနဲ့သူတို့ကသွားကြတာကျန်တဲ့အမျိုးသမီးတွေကအဲ့လိုမဟုတ်ဘူးသူတို့ကပတ်စံရှာနိုင်တဲ့အရေးချင်းကိုလိုချင်တာ
ခမအခုလက်ရှိမှာပတ်စံမရှိနေလို့ရတယ်ပတ်စံမချမ်းသာသေးလို့ရတယ်ဒါပေမဲ့ခမမှာမီးတောက်တစ်ခုဒီမီးတောက်တစ်ခုကတေနေလို့မရအောင်ငြိမ့်နေလို့မရအောင်ခမဒီယောက်ျားဖြစ်တယ် mission ရှိရမယ်ဖတ်ရှိရမယ်ရည်ရွယ်ချက်ရည်မှန်းချက်ဒါတွေနောက်ကိုလိုက်ရမယ်ပတ်စံရှာနိုင်တဲ့အရေးအချင်းတွေ ideas တွေဒါတွေရှိရမယ်အဲ့ဒါတွေရှိနေရဆိုလို့ရှိရင်တကယ် supportive ဖြစ်တဲ့အမျိုးသမီးလေးတွေသိတယ်ကူညီပေးတတ်တယ်ဖေးမှပေးတတ်တဲ့အမျိုးသမီးတွေသိတယ်ဒီယောက်ျားကတော့ခေသူမဟုတ်ဘူးသူမှာ idea တွေရှိတယ်သူမှာရင်ထဲမှာတောက်နေတဲ့မီးတောက်ရှိတယ် drive တစ်ခုပေါ့နော်မောင်းနှင်အားတစ်ခုရှိတယ်သူ့ကိုငါယုံကြည်လို့ရတယ်စိတ်ချလို့ရတယ်သူဥဆောင်မှုနောက်ကိုငါလိုက်လို့ရတယ်ငါသူ့ကိုပါရမီဖြည့်ရင်းနဲ့ငါတို့ဘဝကြီးအဆင်ပြေလာလို့ရတယ်ဆိုတာသူတို့ခံစားလို့ရတယ်သူတို့ကရှေ့မှာပြောခဲ့တယ်လို့မျိုးပတ်စံကိုအမြန်လိုချင်တဲ့အဲ့လို goal digger တွေမဟုတ်ဘူးခင်ဗျားတို့ပြောနေကြတဲ့မိန်းမတွေပတ်စံမှတ်တယ်ဆိုတော့အဲ့ဒီအမျိုးစားအခုလိုမျိုး supportive ဖြစ်တဲ့အမျိုးသမီးတွေတတ်ရှိတယ်ဒါပေမဲ့ခင်ဗျားသည်ပတ်စံမချမ်းသာနေပါစေအောင်ပတ်စံရှာနိုင်တဲ့အရေးချင်းတွေကိုဖြည့်တင်းနေတဲ့ယောက်ျားရည်ရွယ်ချက်ရည်မှန်းချက်ရှိတဲ့ယောက်ျားတစ်ယောက်တော့ဖြစ်ရလဲကိုကကျတော့အဲ့လိုအရေးချင်းတွေရှိမနေဘဲနဲ့မိန်းမတွေပတ်စံမှတ်တယ်ဘာညာဆိုပြီးတော့ဗလိမ့်နေတာမျိုးကတော့မဖြစ်စေချင်ဘူးဖြစ်လည်းမဖြစ်သင့်ဘူးနံပါတ်6မိန်းကလေးတွေလိုအပ်တဲ့အချက်က romance ခင်ဗျာ ro ကိုလည်းလိုသေးတယ်အဲ့တော့ ro တယ်လို့ပြောလိုက်လို့ရှိရင်တော်တော်များများအဆုံးရောက်သွားကြတာကာကြီးတွေပေးမှလက်ဆောင်ကြီးတွေပေးမှပါတီကြီးတွေပေးနိုင်မှမင်္ဂလာပွဲ3 4 5ပွဲလောက်ဆောင်ပေးနိုင်မှအဲ့လိုမျိုးမှ ro တာမဟုတ်ဘူးဆိုတော့ခင်ဗျားတို့တူတူနေကြတယ်အဲ့ဒီမှာခင်ဗျားတနေ့ရုံးကနေမှစောရောက်လာတယ်မိန်းမမရောက်လာခင်မှာပဲအိမ်မှာရှင်းစရာရှိတဲ့အရာလေးကိုခင်ဗျားရှင်းထားလိုက်တယ်မိန်းမပြန်ရောက်လာတယ်မောနဲ့စိတ်ထဲမှာတော့သူကသိတယ်ငါအိမ်မှာလှုပ်ရှားတယ်အများကြီးရှိရဲ့ရှင်းစရာတွေအများကြီးရှိသေးဆိုသိနေသူပြန်ရောက်လာတယ်မောတယ်ပေါ့နော်ဟင်းဆိုပြီးတက်ပြင်းချနေတဲ့အချိန်ဒါပေမဲ့သူအိမ်ထဲကိုကြည့်လိုက်တော့ဟာပကံနေလဲဆေးပြီးသွားပြီရှင်းစရာရှိရအကုန်လုံးရှင်းလင်းပြီးသွားပြီယောက်ျားအရင်ချစ်တာပဲဆိုပြီးတော့ဖြစ်တော့ဒါလည်း romance တစ်ခုပဲမိန်းမကြီးကိုရှင်းပေးထားတယ်ဘာညာဟုတ်ဗျာဒါလည်း romance တစ်ခုပဲအဲ့တော့အမှတ်တရနေလေးတွေရှိမယ်ဒီအချိန်တွေမှာတန်ဖိုးနဲသည်ဖြစ်စေများသည်ဖြစ်စေပေါ့နော် left sound လေးတွေအမှတ်တရလေးတွေခင်ဗျာပေးမယ်နှစ်ယောက်လုံးအလုပ်အားရရက်ဒီမှာရုပ်ရှင်တူတူကြည့်ရမျိုးစားတောက်ဆိုင်ကောင်းကောင်းမှာတစ်ခါတလေသွားစားတာမျိုးဒီလိုဟာမျိုးလေးတွေကလည်း romance ပေါ့လေပြီးတော့အဲ့တော့ဒီမှာတတ်မပြည့်သေးတဲ့သူတွေရှိရင်တော့ဒါသိခံပြီးနားထောင်ပေးပါနော်အိယာထဲမှာအတူတူနေကြတဲ့ကိစ္စပေါ့လေဒီလိုဟာမျိုးတွေဆိုလို့ရှိရင်လည်းခင်ဗျားတို့ရိုးအောင်မယ်တချို့ကြောင့်လည်းကိုယ်ဆန္ဒတစ်ခုကိုပဲဥတီပြီးတော့သွားကြတာကိုဖြစ်ချင်တာပဲကိုအတင်းကာရောစူးစမ်းလိုက်တယ်ပြီးလည်းပြီးရောခုခရောဆိုပြီးတော့အိပ်ပျော်သွားအောင်အဲ့လိုမျိုးလုပ်လို့မရဘူးအနမ်းချင်းဖလဲတာမျိုးတွေပြောမှဆိုလို့ for play ပေါ့ဗျာအင်္ဂလိပ်လိုပြောလိုက်တာတော့ရှင်းပါတယ် for play တွေဒါလေးတွေအထူးသဖြင့်မိန်းမရဲ့ကိုမျိုးသမီးရဲ့စိတ်ခံစားချက်ဒါလေးတွေဦးစားပေးပေးအောင်အပြင်မှာတခြားသူတွေပြောတဲ့စကားတွေအကျဉ်းညံတွေခင်ဗျားတို့ကြားနိုင်မိန်းမတွေကဟိုကလိုချင်တာဒီကလိုချင်တာဟိုကဆိုလည်းဖြစ်ချင်တယ်နားလေအခက်တယ်ခင်ဗျားကြိုက်တဲ့ခေါင်းစဉ်တစ်ခုယူလိုက်အဲ့ဒီဟာဒီ9ခုဆိုတဲ့ pattern နဲ့ဒီ format ထဲကိုပဲဝင်သွားမှာပဲအဲ့တော့ဒီ9ချက်သာခင်ဗျားမှာရှိနေတယ်ခင်ဗျားပြည့်အောင်ဖြည့်ထားနိုင်တယ်ဆိုလို့ရှိရင်ယောက်ျားတစ်ယောက်အနေနဲ့ခင်ဗျားလက်ကောင်းခတ်လို့ရပြီမိန်းမတွေကဘာလို့ချင်မှန်းမသိဘာဖြစ်ချင်မှန်းမသိဘူးတကယ်စိတ်ညစ်စရာကောင်းတယ်နားလေအခက်တယ်ဒါမျိုးတွေခင်ဗျားဆက်ပြီးတော့စိတ်ရှုပ်နေစရာမလိုတော့ဘူးဆိုတော့ပြောရင်းနဲ့ဒီနေ့ဒီဗီဒီယိုလေးကနေနှုတ်ဆက်လိုက်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုလို့ရှိရင်တကယ်ကြားဖို့လိုအနေကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့လက်တွဲပေါ် partner တွေစီကို share ပေးပါဗီဒီယို like comment လုပ်ပြီးတော့ channel ကို subscribe လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့ထုံးစံတိုင်းပဲ stay positive do the whole world and make it happen